ပစ္စည်းရောက်လာပါပြီပစ္စည်းထားပြီနော်ဘာပစ္စည်းလဲဆိုတော့ဖွေကြည့်မှတိမှာဖွေကြည့်မှတိမှာဖွေကြည့်ထပ်ရောက်လာပြီတော့ထပ်ရောက်လာပြီဘာလဲဆိုဟောမင်းတွေ့အကောင်းဆုံးလက်ဆောင်ဦးဟိုကြောင်နိုင်ကျေးဇူးတင်ပါတယ်ဝါပစ္စည်းကောင်းကောင်းသုံးရတော့ထာဝရလှနုနေတာပဲเนาะဒါဒီလိုမျိုးဝယ်ပေးနိုင်ဖို့အတွက်တကယ်လို့စူလျန်တာမလုပ်ဘူးဆိုလို့ရှိရင်ဝယ်ပေးနိုင်မှာမဟုတ်ပါဘူးစူလျန်ကိုအရန်ကျေးဇူးတင်တယ်တကယ်လို့များစူလျန်မလုပ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်လိုမျိုးဝယ်ပေးနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့စူလျန်လုပ်လို့ရှိရင်တကယ်လက်တွေ့ပစ္စည်းကောင်းကောင်းသုံးရတယ်ဟိုဒီကကြည့်ရင်အကြောင်းလှနေတာဘာကြောင့်လှနေလဲဆိုတော့တလတဖာပုံမှန်မိမကိုဝယ်တိုက်မှာဖြစ်ပါတယ်